အမွာကလေးနှစ်ဦး၏လေပင်ပေါ်ကမှဲ့လေးတွေကိုထိုမျိုးသမီးမမြင်မိခင်အချိန်ထိလွန်ခဲ့သော6နှစ်ကသူမမွေးဖွားခဲ့သည့်အမွာလေးတွေဟာမတည်ဆုံးသေးဘူးဆိုတာကိုသူမလုံးဝမသိခဲ့ပေအမှန်တော့ထိုအမွာလေးနှစ်ယောက်သည်လွန်ခဲ့သောတစ်လကတည်းကသူတို့၏ဖခင်ဖြစ်သူထံမှတိတ်တဆိတ်ထွက်ပြေးလာခဲ့ကြပြီးကျွန်တော်တို့ရဲ့မိမိကိုရှာပေးပါစုချင်းငွေ9တန်းယူပါဟုရေးသားထားသောလက်ကမ်းစာဆောင်များကိုလိုက်လံဝင်ကနေခဲ့ကြခြင်းဖြစ်သည်ဤအကြောင်းကို CEO ဖြစ်သူသိသွားသောအခါဒေါသတကြီးဖြင့်ကလေးများ၏မုတ်ဖိုးကိုဖျက်ပစ်ခဲ့သည်သို့သောတားဖြစ်သူကလည်းမုတ်ဖိုးမပေးရင်လည်းရတယ်ဖေမိမရှိရင်ဖေလည်းမလိုတော့ဘူးဟုပြန်လဲချီပကညီမဖြစ်သူ၏လက်ကိုဆွဲ၍ထွက်ပြေးသွားခဲ့တော့သည် CEO မှာဘာမှမတတ်နိုင်တော့ပဲသူ၏တက်တော်ဆောင်များကိုကလေးများနောက်သို့လိုက်လံခေါ်ယူခိုင်းခဲ့ရသည်ထိုအချိန်တွင်လမ်းမပေါ်၌ရှောက်သွားနေသောအမျိုးသမီးတဦးသည်ဤဖြစ်ရတစ်ခုလုံးကိုလှမ်းမြင်လိုက်ရသည်သူမသိအမှန်တော့အိမ်အောင်ဖက်တဦးကိုအသေးအတန်ရှာဖွေနေသူဖြစ်သည်အဘဲကြောင့်ဆိုသောသူမ၏အထက်လူကြီးမန်နေဂျာကသူမအားနေတိုင်းစိတ်နှောက်ယှက်ပေးပြီးသူ့ကိုလက်ထက်ရန်ဖိအားပေးနေသောကြောင့်ဖြစ်သည်သူမ၏အလုပ်ကိုကာကွယ်ရန်အတွက်သူမတွင်အမျိုးသားလင်ယောက်ျားရှိပြီးသားဖြစ်ကြောင်းလိန်ညာခဲ့မိသည်ထိုအလိန်ညာကိုအမှန်ဖြစ်လာစေရန်အတွက်သူမသိအမြန်ဆုံးလက်ထက်ရန်ကြိုးစားနေခြင်းဖြစ်သည်လူအချို့ကလေးနှစ်ယောက်နောက်သို့လိုက်နေသည်ကိုသူမမြင်သောအခါပြန်ပေးဆွဲသူများဟုအထင်မှားသွားခဲ့သည်သူမသိဘာမှအများကြီးမစင်စားတော့ပဲနောက်ကလိုက်လာသည့်ကလေးထိန်သို့မဟုတ်တာဝန်ရှိသူအမျိုးသမီးကြီးကိုရေထဲသို့တွန်းချလိုက်ပြီးနေကင်းကြောင်တောင်ကြီးကလေးတွေကိုပြန်ပေးဆွဲနေကြတယ်ခုအော်ဟစ်လိုက်သဖြင့်ထိုအမျိုးသမီးကြီးမှာတကိုယ်လုံးရွှဲဆိုသွားခဲ့ရသည်အမွာလေးနှစ်ယောက်သည်ထိုအမျိုးသမီးကိုမြင်လိုက်ရသောအခါချက်ချင်းပင်စိတ်လှုပ်ရှားဝမ်းသာသွားကြပြီးသူမထံသို့ပြေးသွားကမေဟုစတင်ခေါ်ဝေါ်ကြတော့သည်နောက်ပိုင်းတွင်အခြေအနေကိုရှင်းပြကြသောအခါမှမိန်းကလေးသည်သူမအထင်မှားသွားခဲ့မှန်းသိရှိသွားသည်သူမသိအလွန်မင်းအားနာသွားကတောင်းပန်ခဲ့မိသည်ချစ်စရာကောင်းသောအမွာလေးများကိုကြည့်ရင်သူမ၏ရင်ထဲတွင်ခံစားချက်များပြည့်စုံလာပြီးငါရဲ့အမွာကလေးလေးတွေကအသက်ရှင်နေအောင်မယ်ဆိုရင်အခုလောက်ဆိုသူတို့လေးတွေလိုပဲဖြစ်နေမှာပဲဟုတွေးတောမိခဲ့သည်သို့သောဤအမွာလေးနှစ်ယောက်သည်သူမ၏ရင်သွေးအရင်ခောက်များဖြစ်နေသည်ကိုသူမအိမ်မက်ပင်မဖူးမီမဟုတ်ပေလွန်ခဲ့သော6နှစ်ကသူမကလေးမွေးဖွားပြီးနောက်သတိမိမျောသွားခဲ့သည်သူမသတိပြန်ရလာချိန်တွင်နတ်စတူနာပြုမကကလေးငယ်များသည်မွေးရပါချိုးရင်းချက်ကြောင့်အသက်မရှင်နိုင်တော့ကြောင်းလိန်ညာပြောဆိုခဲ့ခြင်းဖြစ်သည်အမှန်တကယ်တော့သူမ၏အဖေတူမေကွဲမောင်နှမ Steve Squaster ကကလေးများကိုခိုးယူကချမ်းသာသောအမျိုးသမီးတဦးထံပေးအပ်ခဲ့ခြင်းဖြစ်ပြီးထိုအမျိုးသမီးသည်နောက်ပိုင်းတွင် CEO နှင့်လက်ထပ်ခဲ့သည်အချိန်တန်ကြာပြီးနောက်သူတို့လမ်းခွဲခဲ့ကြပြီးကလေးများသည် CEO နှင့်အတူကြံရစ်ခဲ့ခြင်းဖြစ်သည်ထိုအမျိုးသမီးတွင်အိမ်အောင်မရှိသေးကြောင်းကောင်လေးကတည်သွားသောအခါသူသည်ချက်ချင်းပင်ဖခင်ဖြစ်သူအတွက်အောင်သွေတော်လုပ်ပေးပြီးသူမကိုလက်ထပ်ရန်ဖခင်အားတိုက်တွန်းတော်သည်ဤဒီကိုကြားသောအခါ CEO ကဒေါသထွက်ပြီးကလေးများကိုခေါ်၍ထွက်ခွာရန်ပြင်ဆင်တော်သည်သို့သောအမျိုးသမီးသည်ကလေးငယ်များနှင့်ရုတ်တရက်တန်ရောစဉ်တွင်ညှိသွားခဲ့သဖြင့်သူမကိုယ်တိုင်ပင် CEO အားတန်းစီ၍လက်ထပ်ခွင့်တောင်းလိုက်တော်သည် CEO မှာအလွန်အံ့ဩသွားခဲ့ရသည်သို့သောကလေးများကိုသူတယောက်တည်းမထိန်နိုင်သည့်အပြင်ကလေးများအတွက်တကယ်မိခင်တယောက်လိုအပ်နေသည်ဟုသူတွေးမိသွားသည်ထို့အပြင်ကလေးများကလည်းသူမကိုသဘောကျနေကြသည်ခဏမျှစဉ်းစားပြီးနောက်သူကသဘောတူလိုက်တော်သည်သို့သောဤအမျိုးသမီးသည်သူ့ကိုငွေကြေးကြောင့်လက်ထပ်ချင်နေခြင်းဖြစ်နိုင်သည်ဟုသူတန်တရားဝင်မိသည်ထို့ကြောင့်သူကငါကအရန်စင်းရဲတဲ့ driver တယောက်ပါဝတ်ထားတဲ့ဈေးကြီးတဲ့အဝတ်စားတွေကလည်းအထက်လူကြီးကလက်ဆောင်ပေးထားတာဟုလိန်ညာပြောဆိုလိုက်သည်သို့တော်လည်းထိုမျိုးသမီးသည်ဒါကိုဂရုမစိုက်ဘဲသူ့ကိုလက်ထပ်ရန်ပျော်ရွှင်စွာသဘောတူခဲ့သည်လက်ထပ်ပြီးနောက်အမျိုးသမီးသည်ကလေးများအတွက်ဈေးဝယ်ထွက်ခဲ့ပြီးရတနာဆိုင်တစ်ခုတွင်ကလေးများအတွက်အဆောင်တော့ခလောက်လေးများဝယ်ယူရန်ပြင်ဆင်သည်သို့တော်သူမကဈေးစစ်ရန်ကြိုးစားသောအခါဆိုင်ကအယောင်းဝန်ထမ်းမိန်းကလေးများကသူမကိုစတင်စော်ကားမထောက်မညာပြောဆိုကြတော့သည်ဤဒီကိုမြင်သောအခါကလေးများကစိတ်မကောင်းဖြစ်သွားပြီးမေကြိုက်တာအကုန်ဝယ်ပါဖေမှာပတ်စံတွေအများကြီးရှိတယ်ဟုပြောကြသည်သို့တော်လည်း CEO ဖြစ်သူမှာစင်းရဲခြင်းရောက်ဆောင်ထားသဖြင့်သူတွင်ကက်ခတ်ပါမလာကြောင်းထပ်မံလိန်ညာပြန်သည်ဝန်ထမ်းများကဒါကိုကြားသောအခါသူတို့ကိုပုံမူ၍လှောင်ပြောင်တရောကြတော့သည်ထိုအခြေအနေတွင်တင်ဆိုင်မန်နေဂျာရောက်ရှိလာသည် CEO သည်မန်နေဂျာကိုမြင်သောအခါသူ၏နာမည်ကပ် business card ကိုကမ်းပေးလိုက်ပြီးဂင်းကိုလက်ဆောင်ကူပွန်ဟုအမိတက်ကယနေ့မွေးနေ့လျှော်ဈေးရှိသည်ဟုကြားသိရကြောင်းပြောလိုက်သည်ဆိုင်မန်နေဂျာသည်ထိုနာမည်ကပ်ပေါ်က CEO နာမည်အင်းစုကိုဖတ်လိုက်ရသောအခါအလွန်အားတင်သွားပြီးကုန်ပစ္စည်းအလုံးကိုချက်ချင်းအခမဲ့ပေးအပ်လိုက်သည့်အပြင်ရွှေလုံးလေးများကိုပါအပိုလက်ဆောင်ဖြစ်ထည့်ပေးလိုက်တော့သည်သူတို့ဆိုင်ထဲကထွက်ခွာသွားပြီးနောက်ထိုမန်နေဂျာသည်သူမအားစော်ကားခဲ့သောဝန်ထမ်းများကိုပြင်းထန်စွာစူပူချိန်မောင်းပြီးမင်းတို့ဆင်းရဲတယ်လို့ပြောလိုက်တဲ့သူကတကယ်တော့ဒီမျိုးမှာအချမ်းသာဆုံးပုဂ္ဂိုလ်ကြီးပဲသူငါတို့ဆိုင်သေးသေးလေးကိုလာရောက်တာဟာငါတို့အတွက်တကယ်ကုန်ယူစရာကြီးกว่าဟုပြောလိုက်လေသည်